ကျွန်တော်တို့ zoom ဆွဲတာဗျာအစ200လောက်ထိ zoom ဆွဲကြည့်လို့ရတဲ့ဒီ microscope အကြောင်းလေးကျွန်တော်နည်းနည်းရှင်းပြပေးမယ်ဒါလေးကကိုကြည့်မဲ့ပစ္စည်းလေးကိုဒီလိုအနီးကပ်လေးကြည့်ရတာဥပမာဒီဘောပန်လေးထားပါတော့ဒီလိုအနီးကပ်ရိုက်ပြီးတော့ကြည့်ရတာပါအဝေးကမြင်ချင်တဲ့အရာကိုဒီဖုန်းကနေပြီးတော့ zoom အစ200ဆွဲကြည့်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ဒါလေးက microscope ပါ man blue မဟုတ်ပါဘူး man blue ဆိုလို့ရှိရင်တော့အဝေးကနေဆွဲကြည့်လို့ရတယ်ဒါလေးက microscope ဖြစ်တဲ့အတွက်ကြောင့်မို့ကိုကြည့်ချင်တဲ့အရာလေးကိုအနီးကပ်ကြည့်မှကြည့်လို့ရမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တစ်ချက်စမ်းပြပေးမယ်ဒီ microscope လေးကိုတော့ဒါ electronic ပြင်တဲ့လူတွေ circuit ပြင်တဲ့လူတွေဖုံးဆိုင်သမားတွေဒါမှမဟုတ်ဆိုလို့ရှိရင်လည်းဒါကြောက်မြက်ရတနာစစ်ဆေးတဲ့နေရာတွေမှာတိတ်ပံစမ်းသပ်မှုဒီမှာဒီကင်မရာဒီ microscope လေးကိုဒါပို့ပြီးတော့အသုံးဝင်ပါတယ်ဒီ microscope လေးကိုတော့ကျွန်တော်3,300 ကျပ်နဲ့ရောင်းချပေးမှာပါသူ့ရဲ့ဘူးခွန်လေးတွေကဒီလိုလေးနဲ့လာပါတယ်ဒီထဲမှာတော့အိတ်လေးတွေလည်းပါတယ်ကတ်တလောက်တွေပါမယ်ပြီးတော့ဒီဖုံတုပ်လို့ရမယ့်ဖတ်လေးလည်းပါမယ်အားတွင်းကြိုးလေးလည်းပါတယ်ဒီမှာတိုက်စီအားတွင်းကြိုးလေးအားတွင်းကြိုးကဒီကောင်လေးကိုအားတွင်းပြီးတော့ထပ်တုံးလို့ရပါတယ်